နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းဟာနေပြည်တော်ကောင်စီဝင်များနေပြည်တော်အစဉ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့အတူဒီကနေ့မနက်ပိုင်းမှာပြည်ထောင်စုနယ်မြေနေပြည်တော်ဒက္ခိဏသီရိမြို့နယ်စက်မှုဆောင်ရှိမြန်မာနယူးပါဝါကုမ္ပဏီလီမိတက်သုံးပြီးမော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ငန်းကိုရောက်ရှိရာတာဝန်ရှိသူများကဒက္ခိဏသီရိစက်မှုဆောင်မှာစက်ရုံများလက်ပတ်ဆောင်ရွက်နေမှုအခြေအနေများနဲ့မြန်မာနယူးပါဝါကုမ္ပဏီလီမိတက်မှာမော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများကိုမှာကြားပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနဲ့တာဝန်ရှိသူများဟာမြန်မာနယူးပါဝါကုမ္ပဏီလီမိတက်မှာမော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်နေမှုများနဲ့ EV မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုအားပေးပါတယ်။ဆက်လက်ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနဲ့တာဝန်ရှိသူများဟာဒက္ခိဏသီရိစက်မှုဆောင်ရှိမေဘယ်ဝင်းနေပြည်တော်ကုမ္ပဏီလီမိတက် CMB စနစ်ဖြင့်အဝတ်ထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုကြီးစုစစ်ဆေးရာစက်ရုံတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်နေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများမှာကြားပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနဲ့တာဝန်ရှိသူများဟာဒက္ခိဏသီရိစက်မှုဆောင်ရှိဒက္ခိဏမီ Expo ကုမ္ပဏီလီမိတက်ပြုတ်ပြီး AK အသားနဲ့အသား6လုပ်ငန်းဆောင်ရွက်နေမှုနဲ့စီတူပူပြုလုပ်နေတဲ့အခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးရာစက်ရုံတာဝန်ရှိသူများရဲ့စက်ရုံလက်ပတ်ဆောင်ရွက်နေမှုအခြေအနေများပေါ်နေပြည်တော်ကောင်စီဥက္ကဋ္ဌကပတ်ဝန်းကျင်တန်ရှင်းရေးစက်ရုံအတွင်းပြင်တန်ရှင်းတက်ရက်စွာထားရှိရန်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရန်စွန့်ပစ်လေထုညဉ့်ညမ်းမှုမဖြစ်စေရန်စီမံဆောင်ရွက်သွားရန်မှာကြားပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနှင့်တာဝန်ရှိသူများဟာနီလာဖရိုဇန်ကုမ္ပဏီမှဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများအေးခဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကိုတွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်နေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများမှာကြားပါတယ်။ဆက်လက်ပြီးနေ့လယ်ပိုင်းမှာနေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမတက်မှာနေပြည်တော်ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပရာအစည်းအဝေးကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနေပြည်တော်ကောင်စီဝင်များနေပြည်တော်စီပင်သားရေးကော်မတီမှတာဝန်ရှိသူများနေပြည်တော်အစဉ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ပထမအဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကအဖွင့်မှာစကားပြောကြားပါတယ်။အဲဒီနောက်တက်ရောက်လာကြသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါရရှင်။